ဖုန်းထဲမှာသူတောင်းစားမရဲ့ပုံတွေအများကြီးရှိနေပေမဲ့မင်းကလေးနဲ့အတူတူရိုက်ထားတဲ့ပုံတစ်ပုံမှမရှိတာကိုခင်မုန်းဖြစ်သူတတိထားမိသွားပါတယ်ခင်မုန်းကဓာတ်ပုံတစ်ပုံကိုပြပြီးဒါဟာသူ့ဇနီးဖြစ်ကြောင်းဆရာဝန်ကိုအတင်းပြောပေမဲ့ဓာတ်ပုံထဲမှာမင်းကလေးနဲ့အတူခွေးတစ်ကောင်တာပါနေတာကြောင့်ဆရာဝန်ကခင်မုန်းကိုခွေးလာလို့တောင်ပြန်မေးလိုက်ပါတယ်ခင်မုန်းကအရင်တုန်းကမင်းကလေးကအိမ်တစ်မှာအမတ်တရပုံရိုက်ဖို့ပူစာခဲ့တာကိုလူရဲစရာဖြစ်မဲ့ဆိုပြီးညင်းခဲ့ပြီးမင်းကလေးကဖုန်းကိုယူရင်းနှစ်ယောက်ပုံအတူတူရိုက်နေတဲ့အချိန်သူတောင်းစားမပို့လာတဲ့ပုံထဲမှာခင်မုန်းနဲ့နှစ်ယောက်အတူတွဲရိုက်ထားတဲ့ပုံကိုမင်းကလေးကမြင်လိုက်ရပါတယ်ဆရာဝန်ကတော့နှောက်ယှက်နေတဲ့ခင်မုန်းကိုလုံခြုံရေးခေါ်ပြီးမောင်းထုတ်ဖို့ပြင်ပါတယ်ခင်မုန်းကသူတို့အတူရှိခဲ့တာ9နှစ်တောင်ရှိပြီလို့အော်ဟစ်နေပေမဲ့ဆရာဝန်ကအထောက်ထားမရှိရင်မယုံနိုင်ဘူးလို့ဆိုပါတယ်ခင်မုန်းကခွဲစိတ်မှုကိုမစဘဲသူ့ကိုစောင့်နေဖို့ဆရာဝန်ကိုပြောပြီးအိမ်ကိုအပြေးပြန်သွားခဲ့ပါတယ်နှစ်ယောက်သားအတူတူရိုက်ထားတဲ့မင်္ဂလာဆောင်တပ်ပုံကိုကြည့်ရင်သူစင်းရဲမွဲတွေအနှုတ်ဆုပ်ကုတ်ဆုပ်သူတောင်းစားဖြစ်တဲ့အချိန်မှာပတ်စံမရှိတာကြောင့်ဈေးပေါ်တဲ့စတူဒီယိုခန်းထဲမှာတပ်ပုံရိုက်ကူးခဲ့ရပေမဲ့မင်းကလေးမညှို့ညင်ပဲအားပေးခဲ့တာကိုမြင်အောင်လာပါတယ်ခင်မုန်းကမင်္ဂလာဆောင်တပ်ပုံလေးကိုတက်တည်အဖြစ်ယူလာပေမဲ့ဆရာဝန်ကခွဲစိတ်မှုကပြီးသွားပြီလို့ပြောလိုက်ပါတယ်ခင်မုန်းကအခန်းထဲကိုဝင်ဖို့ကြိုးစားနေတဲ့အချိန်မင်းကလေးကရောက်လာပြီးသူ့ယောက်ျားတည်သွားပြီဖြစ်လို့ဒီလူကိုမသိဘူးလို့ညင်းဆိုပါတယ်ခင်မုန်းကမင်္ဂလာဆောင်တပ်ပုံကိုပြပြီးတက်တည်ပြဖို့ကြိုးစားပေမဲ့မင်းကလေးကတော့ဒါဟာအရင်ကမော်ဒယ်လုပ်တုန်းကရိုက်ထားတဲ့ပုံသာဖြစ်ပြီးဒီလိုဈေးပေါ်တဲ့ဝစ်စုံနဲ့ဘသူကမှအလကားပေးတယ်လို့လက်ထပ်မှာမဟုတ်ဘူးလို့အေးဆက်ဆက်တုံ့ပြန်ပါတယ်ခင်မုန်းကအရင်တုန်းကတငယ်ချင်းတွေရှေ့မှာမင်းကလေးဟာသူ့ကိုအနမ်းမရတောင်းပန်ပြီးလက်ထပ်ခဲ့တာဖြစ်ကြောင်းမင်းကလေးအတွက်တပြားမှအကုန်ကြမခံခဲ့ရကြောင်းကြွားဝါခဲ့တာတွေကိုမင်းကလေးကပြန်ပြီးအဆက်ခွဲလိုက်တာပါအဲ့ဒီအချိန်မှာသူတောင်းစားမကရောက်လာပြီးသူ့ကိုကယ်တင်ပေးခဲ့အတွက်ကျေးဇူးတင်ကြောင်းပြောကရောရှက်ဖို့ကြိုးစားပါတယ်မင်းကလေးကထွက်သွားဖို့ကြိုးစားတဲ့အခါခင်မုန်းတဲကဓာတ်နေပေမဲ့သူတောင်းစားမကဟန်ဆောင်ကောင်းမှုပြလိုက်တာမို့ချက်ချင်းပဲသူတောင်းစားမကိုခင်မုန်းကစိတ်ပူသွားပါတယ်ခင်မုန်းရဲ့ဖုန်းထဲမှာသူတောင်းစားမရဲ့ပုံတွေအပြည့်ရှိနေတာကြောင့်ဒီသူတောင်းစားမကပဲမင်းရဲ့ဇနီးဖြစ်မှာပါလို့ဆရာဝန်ကဆိုပါတယ်ခင်မုန်းကမင်းကလေးရဲ့လက်ကိုဆွဲရင်ရှင်းပြဖို့လုပ်နေတဲ့အချိန်မင်းကလေးကအတင်းယုံကန်ရင်အားပြက်ပြီးဘီတက်ကလထိုင်ပေါ်ကနေအောက်ကိုလှည့်ကျသွားပါတယ်